အိမ်ကနေတနာရီ10မိနစ်လောက်ကားမောင်းပြီးလာရတဲ့ဒီ Texas ပြည်နယ် Austin မြို့ကတည်တဲ့ကူဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကိုသွားနေရပါfully stop နော်မတော်ရရောက်နေပါလား Buddhist monastery ရောက်ပါပြီရှင်ဒီတကူဒါကတော့ဘုန်းကြီးကျောင်းရောက်ခံဒီလမ်းလေးပေါ့နော်ဘာနဲ့တူလဲဆိုဒီပြင်ဦးလင်ဘက်တွေသွားရင်လေတောင်ကုန်းတောင်တက်လမ်းလေးနဲ့တော်တော်တူတယ်တော်တော်အေးချမ်းတယ်ရမ်းမိုက်တယ်哇！ဒီနားမှာလည်းပြင်တဲ့ပုံရအောင်ပဲ။တဲ့အစင်မြဲနေရရက်ပေါ့။မရှိနေတယ်။ဘုန်းကြီးကျောင်းမရှိဘူး။ဘုန်းကြီးကျောင်းနဲ့ရောက်ပြီ။ ChatGPT ရတော့ဒီကျောင်းကိုတဲ့ဒီ1996မှာတည်တဲ့ကိုဆရာတော်ကြီးကတည်ခဲ့တာ။အဲ့ထဲမှာဒီ Burmese immigrant တွေတခြား Buddhism တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကဝိုင်းကုသိုလ်ပြုထားတာဒီထဲမှာရွှေတကုံဘုရားနဲ့ပုံစံတူဘုရားလည်းရှိတယ်ဘုန်းကြီးကျောင်းဝင်က16ဧကကျော်ကျဲတဲ့အထဲမှာစာကြည့်တိုက်တို့တရားထိုင်တဲ့နေရာဇင်းကြာလျှောက်တဲ့နေရာပြီးသွားရင်ဟိုဒီဧည့်သည်တွေလာရင်တဲဖို့လေမိန်းကလေးသက်အဆောင်ယောက်ျားလေးသက်အဆောင်ပြီးသွားရင်ဘုန်းကြီးဝတ်လို့လည်းရတယ်လို့ပြောတာကြားဘူးလေဟုတ်တယ်ဗျာနည်းနည်းအများ You want me to take a picture of both of you? Yeah please thank you Can you show me what exact you want, like the whole flag? Okay. How big do you want it? Like that? Yeah, that's fine. Yeah, thank you. ဂျားရက်သွားမိလို့လားမသိဘူးမြန်မာတွေတော့မတွေ့ခဲ့ဘူးတချို့ဖြူတွေတရားထိုင်နေတာတွေ့ခဲ့တယ်တခြားအေရှန်လူမျိုးတွေလည်းတွေ့တယ်ဖုန်းကြီးကိုဝင်ဖူးဖို့ကလည်း appointment ယူရတယ်ဆိုတော့လေပြုံးစားကြီးဆိုတော့မယူမိလိုက်တော့ဖုန်းကြီးလည်းမပူးခဲ့ရအောင်ဒီဘက်ကဇင်းကြာလျှောက်တဲ့နေရာလားတော့မသိဘူးအောက်မစင်းခဲ့ဘူးတရားထိုင်နေတဲ့အချိန်ဆိုတော့ဟိုအထဲလဲဝင်မဖူးခဲ့အောင်တရားထိုင်နေရောလေသူများရင်နှောက်ရက်ဖြစ်မှာဆိုလို့ခေါင်းလုံးနေလဲတွေ့ရအဲ့ဒါလဲမတီးခဲ့ဘူးကြိုင်ပဲလို့